ကုန်တော့နတ်တွေကပြုတ် ပြုတ်တယ်ဟုတ်ပြုတ်ဘာလဲဘယ်စားမှာလဲ ဟိုကအလုပ်အားနေတော့အိမ်မှာတဲ့ကိုယ်စိတ်ကူးနဲ့ကိုယ်လုပ်အဲ့လိုဖြစ်ရှေ့ရဒီကောင်ယူရတယ်ရတယ်လေဆရာမနေ့ကမနေ့ကိုနေ့ကင်းကိုလာရတယ်ကျွန်တော်မဆက်တော့ဘူးလေဆက်ပဲဆိုမပြီးပဲနေပူနေမှာဆိုလို့ ဟောကိစ္စမရှိဘူးရတယ်ဒီနေ့လေးပဲ နေပူနေမှာဆိုလို့လောက်ကြတာကျွန်တော်ပြီးရင်လောက်ပါဒီကျိုးတွေကတယ်မှာသွားတယ် အဲ့ဒီအပူတွေပေါ့အဲ့ဒီအမဲနေတာ ဩဆက်တာလား တက်တယ်ဆက်တာ ဩ ကြည့်ရအောင်ဝမဟုတ်နည်းနည်းလေးပဲဒါပေမဲ့ကျွန်တော်ဆက်တာကြည့်ဆန်းနေတိတ်အစမပြေဘူးပြီးတော့ဖွင့်ကြည့်ရောပေါ်နေကပြက်နေတဲ့ခေါင်းနေတာဟုတ်လားတိတ်ဖို့အစမပြေတော့ အာ မရဘူးကိုအောင်ကိုတို့လို့တော့မရဘူးတော့နေရတော်ဘူးလေ အာဘူးလေဆရာ ဟုတ်တယ်တိုက်ခန်းဆိုတော့ညဆိုအဲ့အပူပြန်တော့ ကိုပြန်တော့ပို့ဆိုတော့ပေါ့ အပူပြန်တော့အဲ့တော့ဒီမှာဘယ်သူမှလည်းခေါ်မထားဘူး ဟုတ်ကဲ့ ကိုတယောက်တည်း အကောင်းဆုံးပဲဆရာ ကောင်းဆုံးကောင်းလာတော့ကောင်းပါလေ ကောင်းတော့ဒါပေမဲ့ပင်မန်းနေလုပ်စရာတွေကအများကြီးကိုဆိုမလုပ်ရင်အနေရမယ်ဒီလောကကြီးမှာအလုပ်တွေကတန်းစီ နေဟုတ်တယ် မလုပ်တဲ့လူတော့လည်းမရှိဘူးပေါ့လုပ်မဲ့လူဆိုတော့နေ့စဉ်အမိုင်နဲ့ရတာနဲ့ပုံတော့ရတာနဲ့စားဖို့တောက်ဖို့ချက်ရတာနဲ့ဒါတော့ကိုယ်ကဝယ်စားတာဆိုတော့ မသိတော့ အဲ့လိုရှိသေးတယ်အများတော့ဝယ်စားတော့လည်းမမုန်းဘူးလားဆိုင်ရ မမောင်းဆရာ အော် ဒါကျွန်တော်ကတမျိုးဆရာဘာလို့ကျွန်တော်ကဒီခေါက်ဆွဲပြုတ်နေဒီဟိုချင်းကဆက် အော် ဟိုအဲ့ဒါဆိုအဆင်ပြေ အော် မနေ့ပိုင်းဆိုထမင်းစား အော် အဲ့ဒါဆိုရင်ကျွန်တော်မမုန်းဆရာ အော်အဲ့ဒီကျွန်တော်တို့ဒီလိုသပင်းဆိုင်ကြီးတွေကဟာတော့ကြားလိုက်မုန်းလာ ဟုတ်တယ်ဆရာ နားလာတာဒီသူကဒီကူကတော့သူကပုံတလောက်ကလေးချက်ရောင်းတာဆိုတော့ ဟုတ်တယ် လက်ဆက်ဆက်ပေါ့အိမ်ချက်တယ်လို့ဖြစ်တယ်